surprise ပေါ့နော်ဒီ surprise ရပေါ့နော်လည်းကမှာဘယ်သူမှမရသေးအမနဲ့ပုံကိုအထူးစမ်းဆုံးလေးခိုင်းတဲ့ကမှာအဝေးရနေတဲ့ဦးတွေဒေါ်လာတွေမမတွေကဒေါ်လာတသိန်းပေးရတယ်ဒီကလာမမကောက်လာโอเคရစားရည်လာယူတော့ခုနကကဘာသာလောโอเคဘယ်များလဲဒီလိုလည်းလုပ်ပါတယ်ဘာလို့ဖြစ်လဲဝင်းတော့လက်ပြလိုက်တော့ပါရီလက်ခဏတော့တဲမွေးမဲ့ငါတို့တက်စီနေတယ်အပယ်ရအောင်လို့အတူတူလုံးမဲ့နေများနေလားဝါဟဲ့တူစရိမကတော့3ဖာတော့ရပြီဟယ်လိုအော်ဆိုလာဆိုင်ကိုဝါဒီဆိုင်နေခခယူရခဲ့တိုက်ထလာပဝေါကော့ပလန်တဝေါဟောလာလိုင်းဝဲမြို့ဖအန်မြို့နေဟောနော်စီဖူကားစီအော်လိုက်တိုင်ခေါင်မလာအပူစပရိုင်းနေအားလုံးပဲမင်္ဂလာပါရှင်ခုကနေရတော့နနန်းကကော့ပလန်ကြီးရွာရောက်ရှိနေပါတယ်ရှင်ဖအန်မြို့နေရပါအဝေးရောက်ထိုင်းနိုင်ငံချစ်စုံမမတို့တွေစုပြီးတော့မောင်လေးတို့ရဲ့မင်္ဂလာဆောင်ပွဲမှာ surprise တိုက်ပေးပါဆိုလို့နန်းကိုလောက်ခံထားပါတယ်ရှင်နောက်လောက်ကျင်းတဲ့သူရှိရင်နန်းကိုဆက်တွဲပေးမယ်လို့ရပါတယ်ရှင်နန်းကိုယ်တိုင်ကိုစား80ပို့ပေးပါတယ်ရှင်နန်းကိုဆက်တွဲအခက်တယ်ဆိုရင်နန်းရေ surprise တိုက်ချင်တယ်အခုကြည့်နေတဲ့ဗီဒီယိုမှာ CB လာဟန်ပေးပါနန်းကိုယ်တိုင်ကိုစားပြန်ဟန်ပေးပါမယ်ရှင်နန်းကိုအရန်ဆက်တွဲအခက်တယ်ဆိုရင်အခုကြည့်တဲ့ဗီဒီယိုပေါ့နော်ဖုန်းနံပါတ်ရောအောက်မှာ surprise တိုက်ချင်လို့ပဲရေးပေးနော်ဘယ်မျိုးနဲ့ပို့ပေးလဲဆိုတော့သွားလို့ရနန်းကိုသွားပေးပါတယ်ရှင်အခုနန်းကော့ပလန်ရောက်နေတယ်နန်းနဲ့အတူတူ surprise တော့တိုင်းပဲအရန်2ဆန်းတဲ့ surprise နော်ဒီ surprise ကလူတိုင်းမလောက်ဘူးတဲ့ surprise လေးပေါ့အခုဘောလုံးလဲ surprise တိုက်ခိုင်းတယ် go သွင်းကောင်းတယ်မင်္ဂလာပါရှင်နည်းနည်းပေါ့နော် surprise တိုက်မယ်ပါ surprise လဲဆိုတော့တို့သားနဲ့တို့သမီးကိုသွားပြီး surprise ခိုင်းတယ်အဆုံးလာဆိုင်သူများနဲ့မတူအောင်တမှုထူးခြားလေးပေါ့နော်ဘောလုံးပေါ့สวัสดีค่ะพี่ดูเลยเนาะชีเนาะเอาวิวเนี่ยไทยในกามาดูบ่เนาะဒီလိုရှိရင်သူနာတဲ့ဘသူလာပါတော့စကားသူစေနေတာဘာလို့ချင်လဲအဲ့လေပေါ့တော့ဘောလုံးပဲလို့ချင်တာဘောလုံးပဲလို့ချင်တာလားโอเคမမကြီးမမလည်းပါတယ်နော်မမလည်းအဲ့ဒါချတာအရင်ထူးဆန်းတဲ့ဘာဖြစ်သွားတာတော့အရင်ထူးဆန်းပါတယ်ရှင်လူတိုင်းတွေ့ရင်အဲ့အောင်လို့ချင်တယ်ဒီတော့မမနဲ့ကိုကိုလေးကိုနည်းနည်းမျက်စိမိတ်ပဲမျက်စိမိတ်လေးနဲ့လူတို့လေးတယောက်ရေအပြိုကစောတယောက်ရေဒူလာခဲ့တော့အာလာကိုယ်ရုပ်ဆွဲဆိုလာခဲ့တော့မမြန်လာမယ်အာကိုကိုလေးမတော့ဟာအဲ့ဒါဆိုင်လို့ဆက်ပြီးတော့ရောနည်းနည်းတော့ဟာဘာလဲနည်းနည်းတူချင်းဟောတာဒီစကားကအရင်ဝိကိလာစီလာရရှင်โอเคအဲ့ဒါဆိုရင်နည်းနည်းပါယူမယ်ဒီမှာမိုက်တယ်ဒီလိုမျိုးမစားဘူးလားဆက်မစားဘူးဆေးရလားမိုက်လာက
အထူးဆန်းဆုံး surprise ပေါ့နော်ဒီ surprise ရပေါ့နော်မြန်မာနိုင်ငံမှာဘယ်သူမှမရသေးအမနဲ့ပုံကိုအထူးဆန်းဆုံးလေးထိုင်းနိုင်ငံမှာအဝေးရနေတဲ့ဦးတွေဒေါ်တော်တွေမမတွေကဒေါ်လာတသိန်းပေးရတယ်ဒီကားလားမမဟုတ်လားโอเคရစားနေနိုင်ဘူးကိုလားခုရနိုင်ဘူးလောโอเคဘယ်များလို့ရှိတော့နေတယ်လို့တာနေဘာလို့ဒီလဲsorry sorry အားရပြီဘယ်လိုလဲဝါတူရီမင်းတော့လက်ပလို့ရတော့ဘာကြီးလဲခဏတော့တဲဝင်မဲ့ငါတို့ပဲရှိတယ်အပယ်ရအောင်လို့အတူတူလုံးမယ်နေများနေလားရမယ်ပတရားနဲ့ဝါဟဲ့တူရီမကတော့3 4ဘလို့ဆက်လာလဲတူဝဲကတော့အဲဒီစုပါလို့မမအတော်ကပြောကြည့်လေအတော်တို့တွေကကိုတို့တွေတန်မောင်ဟာဒီလေးမင်းချိုးရတယ်အဲဒီလည်းပေးဖို့တယ်ရှင်းမဲမှလည်းတက်လာတယ်ဒီကအားအောင်တတ်တယ်လို့လားဘလို့လုပ်လဲကိုအကပြောကြည့်လေမရတော့ဘူးကမပေါ်မပေါ်ဘလို့ကဲနေနေမာရီနာပန်စီးလိုက်ရောက်လိုက်လေရောက်လိုက်ဟဲ့လောလောနော်လေကိုရောက်ဒါမမလူတွေမမတို့လည်းပွင့်နိုင်တာတော့ဝဲတကောင်လည်းစောက်ပါရှိအိမ်ကူပါလေလည်းကိုနေလာတဲ့တဲ့လေးအားမရတဲ့တဲ့လေးမှာကြောက်လာလို့ကြောက်တယ်နော်ကြောက်လာမမပြောတယ်ကဟုတ်ပြီဒီမှာမိုက်ကလိုက်တော့စာဖတ်ကြမယ်အမလေးဒီဝက်လေးရတယ်ဂျေလဲချိုးရတယ်ပြီးရဲ့သူ့အိတ်ကြီးပေးဝတ်တယ်သူ့အိတ်ကြီးကကြွသွားပြီဘယ်လိုလုပ်မှလဲအမခလေးလေးကမွေးနိုင်အောင်လုပ်လေအဲ့ဒါကြောင့်အမဝယ်ခိုင်းတာလားအမလေးမောလိုက်တာဒါဝတ်တရားအကြီးဆုံးကြောင်းမလားမရမှုဒီမှာโอเคဒီမှာပေါ့နော်ဦးလေးစောနိုတို့ရောအတော်နဲ့ကြည့်ပြီးတော့မိသားစုပေါ့နော်ကော့ထမလေးရွာတို့နဲ့အတူတူတဲ့တူလေးတူမလေးဟိုအောင်မြောက်ဘောင်းဖက်နံပါတ်စီတဲ့တယောက်နဲ့တယောက်နားလည်မှုပေါ့နော်သက်ဆုံးတိုက်ကြည့်ကြပါစေနော်တဲ့အဝေးကနေပဲအတော်တို့ဆူတောင်းပေးပါတယ်တဲ့နောက်တစ်ခုရှိသေးတယ်နော်ဒီမှာဟိုညီအမပေါ့နော်ညီအမကိုဆူတောင်းလုပ်ပေးတာပေါ့နော်အမပါတယ်အမမသိချင်လို့ပေါ့နော်ပြင်ပန်းစီလေးလေးတယောက်တစ်စီးပေါ့နော်အားလုံးကိုလဲပေါ့လုံးဝက်ကတော့နေအောင်လာလက်ဆောင်ပေါ့နော်ဟုတ်ကဲ့လားဒီစုဒီပါတယ်ရှင်ပန်းစီယူလာမယ်မမတမောငိုပြပါအောင်ဝက်ရတော့မျက်နှာဝက်ရတော့မျက်နှာမဲ့သွားတာလူတော့โอเคပါဒီစုဒီပါတယ်ဝက်လေးကိုဒီမှာကြည့်လိုက်ပါဦးဖတ်ပြသနာပါတယ်ဒီမှာဘိုင်းစာနေလားသမီးလေးဒီမဲ့စလာတော့ဝဲကတော့ဒီမဲ့အသေးလေးစီကိုလက်ဆောင်ပေးလိုက်တော့ဟောကြားတယ်နောက်တိတ်ချမွေးလေးလိုက်တော့ပြီးရင်ဒီလေးလေးရအောင်လို့ရအောင်နော်သနာပါတယ်ဘိုင်းစာနေပြီးဝဲကြီးရဒါတော့တို့ထူးဆန်းအောင်လုပ်နေတာတော့ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ဒီနားကမြောက်ပါတော့ဆိုတော့ရော့စံပေးလိုက်တော့ရာဘူရေရာဘူရာဟောလာတိုက်ပါတော့အာရောရစင်ကြီးရာဝရအတေမာဘုရားရသတာတို့တေချာတော်တာလာနေဒီစီရောစာအားလာလောက်တာလေပြီးတာပါအမရောလို့စစ်လေကျေးဇူးတင်တဲ့အကြောင်းပြောလိုက်တော့ဟုတ်ကဲ့လားကျေးဇူးတင်ပါတယ်တရားလေးဟောဒီဝဲလေးဟောတော့စမတို့က
ပါဘူး။ဘာလဲဟာလား ကျေးဇူးတင်ပါတယ်ဒီကဘာတော့အောင်ရရပြီအဲဒီကတို့ဒီမှာတို့ဒီတို့ဒီမှာလာလာတော့အဲ့ဒီတော့မှစနေတာပါစီတို့ရတဲ့ဆန္ဒတွေပြောတာဒီအဲ့ဒီတော့မှလည်းကျွန်တော်လည်းလာပြီရှိဒီမှာလည်းလည်းစီဒီမှာသူကြီးရဲ့အဲ့ဒီကတော့ရှိကျွန်တော်တို့ကျွန်တော်လည်းအဲ့ဒါကိုရယူပါလာမမလာလာဟဲ့ဘာလဲဘာလို့တော့ဘယ်လိုဘာလို့လဲဘာတော့မပတ်လာရဲ့တွေမလားတို့တွေခေါ်လို့မရအောင်ရှင်တို့ရွာဆက်တဲ့လူတွေပဲဟုတ်ပြီဒီဘက်လည်း